စနေသားသမီးချစ်မွေ့စုအားလုံးမင်္ဂလာပါကျွန်တော်ကတော့အယူတော်မင်္ဂလာချမ်းမှာဆရာစီယာနောင်ပဲဖြစ်ပါတယ်နော်စနေသားသမီးများအတွက်တပတ်စာဝေတင်ဟောစရန်ဖြစ်ပါတယ်ဒီတော့ယခုကျွန်တော်ကောက်ကလေးကိုကြည့်ရှုနေတဲ့ထဲမှာစနေသားသမီးချစ်မွေ့စုများပါရှိခဲ့တဲ့ဆိုရင်အပေါင်းလေးတွေနှိပ်ပြီးအသေးလေးပြီးမှန်လေးတွေကိုလိုရာဝင်မှန်ခဲ့ကြပါအောင်နော်စနေသားသမီးချစ်မွေ့စုများဒီတပတ်တာကာလမှာလူမှုရေးကိစ္စနဲ့ပတ်သက်ရင်လူမှုရေးကိစ္စတွေမှာအရေးကြီးလုပ်ငန်းဆောင်တိုင်းလှုပ်ဆောင်ရန်ရှိတယ်ဆိုရင်တော့ကိုယ့်ရဲ့အထက်လူကြီးကိုယ့်ရဲ့တကြီးဘွားကြီးကိုယ့်ရဲ့ဆရာသမားလိုတတ်မှတ်ထားခံယူထားတိုက်တော့လူရဲ့အကူအညီထောက်ပံ့တွေကိုရယူပြီးတော့မှလူမှုရေးကိစ္စတွေကိုဆောင်ရွက်သင့်ပါတယ်စီးပွားရေးနဲ့အလုပ်ကိုင်ပိုင်းမှာတော့ဒီတစ်ပတ်တာမှာစနေသားစုချင်းမွေးစုတွေကအလွန်အင်မတန်အောင်နေထင်ပေါ်ကြော်ကြားနိုင်သောချိန်ကာလကိုရောက်ရှိနေတာဖြစ်ပါတယ်နော်ဒီတော့စီးပွားရေးအလုပ်ကိုင်ပိုင်းမှာတော့အလွန်အင်မတန်ကောင်းနေပါတယ်စနေသားစုချင်းမွေးစုတွေကငွေကြေးပိုင်းမှာတော့ကိုကရရရှိတဲ့ငွေကြေးတွေအားလုံးမရရှိနိုင်သေးလို့ကိုပေးစရာရှိတဲ့ငွေကြေးတွေလည်းအလုံးစုံမပေးနိုင်သေးပါဘူးငွေကြေးနည်းနည်းလေးတော့ခက်ခဲကြက်တဲပြီးတော့ကြံ့ကြာနေတဲ့အချိန်လို့သတ်မှတ်လို့ရပါတယ်လုံးဝအဆင်မပြေတာတော့မဟုတ်ပါဘူးเนาะနည်းနည်းလေးကြက်တဲတဲ့အချိန်ကိုရောက်ရှိနေပါတယ်စနေသားစုချင်းမွေးစုတွေကဒီတစ်ပတ်ကာလမှာပညာရေးနဲ့ပတ်သက်ရင်တော့ပညာရေးကိုကိုယ့်ရဲ့ပညာရေးဘာသာရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှခရီးတွေထွက်တတ်ပါတယ်ကောင်းသောခရီးတွေတွေ့ပါတယ်ဒီတော့အင်တာဗျူးကိစ္စတွေကောင်းတယ်နိုင်ငံခြားခရီးတွေကောင်းတယ်ဘာသာရေးထေဆိုရန်ကိစ္စတွေဒီဘက်တာမှာလှုပ်ဆောင်သင့်ပါတယ်ပညာနဲ့ပတ်သက်ရင်ကောင်းပါတယ်ကျမ်းမာရေးကတော့ဒီဘက်ကာလမှာစနေသားစုချင်းမွေးစုတွေကအေးပတ်နှာစီးချောင်းဆိုးခြင်းယောဂတွေတဘာဝအလျောက်ရရှိနိုင်တယ်လို့နေရင်ထိုင်တဲ့ဒူးကောင်းတွေကြိုက်ခဲထုံကျင်နာကျင်ခြင်းခါးတွေကြိုက်ခဲနာကျင်ခြင်းဒီလိုယောဂတွေလည်းခံစားတတ်ပါတယ်အခြေအနေနဲ့ပတ်သက်ရင်တော့ကိုယ့်ရဲ့ချစ်သူနဲ့ဝေးကွာသွားတတ်ပါတယ်ဒီတစ်ပတ်တာမှာကိုယ့်ရဲ့ချစ်သူနဲ့ဝေးကွာသွားတတ်ပါတယ်ကိုယ့်ရဲ့ချစ်သူကကိုယ့်ဘော်ကိုသဘောထားတောင်းလွှဲပြီးတော့မှချစ်သူနှုတ်ဝဲကွာပြီးတော့အဝေးတနေရာကိုရောက်သွားတတ်ပါတယ်တဲ့အိမ်တော်နဲ့ပတ်သက်ရင်တော့ကိုယ့်အိမ်တော်ဘက်ကကိုယ့်ဘော်ကိုလွန်မတန်ကောင်းနေမဲ့တစ်ပတ်တာလို့ဆိုလို့ရပါတယ်ကိုယ့်အိမ်တော်ဘက်ကိုအကြောင်းပြုပြီးဝမ်းသာတဲ့သတင်းစကားတွေကြားနိုင်တယ်လို့လက်ဆောင်ကောင်းတွေလည်းရောက်ရှိလာတတ်ပါတယ်အိမ်တော်ဘက်ကိုအကြောင်းပြုပြီးကိုယ့်အိမ်ကိုလက်ဆောင်ကောင်းတွေရောက်ရှိလာတတ်ပါတယ်ဒီတစ်ပတ်ကာလမှာစနေသားစုချင်းမွေးစုတွေကအရေးကြီးသောလုပ်ငန်းဆောင်တာတွေလှုပ်ဆောင်မယ်ဆိုရင်ဝှစ်စင်သောအကြောင်းတွေကတော့အဝါရောင်နော်အဝါရောင်ပေါ်မှာအပွင့်ခက်လေးတွေအနှဲငယ်ပါတော့ဘာအယောင်ဝန်းထည့်ရရနော်အပွင့်ခက်ကအဝါရောင်ပေါ်အပွင့်ခက်လေးတွေအနှဲငယ်ပါတော့ဝတ်စားကိုဝှစ်စင်သုံးဆွဲပြီးတော့ကန့်ကောင်းခြင်းအထောက်ပံ့တွေရယူနိုင်ပါတယ်အရေးကြီးသောလုပ်ငန်းဆောင်တာတွေလှုပ်ဆောင်နိုင်ပါတယ်တဲ့တပတ်တာလုံးမှာကံကောင်းခြင်းထောက်ပံ့နေရရှိအောင်အထူးပြုလုပ်ရမယ့်ရေရာကတော့ကိုယ့်ရဲ့နေကလက်ဆောင်ဖျားမှာအုံထမင်းနော်အုံထမင်းလှူဒန်းပြီးတော့လူရစုကိုတောင်းနိုင်ပါတယ်ဒါမှမဟုတ်ရင်ဆုံးခံကြောက်တော့ဖုန်းကြီးကိုလည်းဖုန်းတို့တစ်ပါးကိုအုံထမင်းလှူဒန်းပြီးတော့လည်းလူရစုကိုတောင်းနိုင်ပါတယ်တပတ်တာလုံးကံအညံ့ခတ်တွေအားလုံးတည်တော့ပြီးကောင်းကျိုးလူရဆန္ဒတွေကောင်းစွာရရှိနိုင်ပါတယ်နော်အုံထမင်းနဲ့မှာဘာအသားမှထည့်စရာမလိုပါဘူးနော်တက်လို့အုံထမင်းဆိုရပါပြီဒီတပတ်တာမှာကျွန်တော်မိတ်ဆွေစနေသားသမီးတွေကအကျိုးပေးသောလက်ကကနန်းကတော့9ကနန်း3ကနန်းအကျိုးပေးပါတယ်နော်တပတ်တာလုံးမှာညံရှိသလိုသုံးဆွဲနိုင်ပါတယ်ဒီတပတ်တာမှာစနေသားချင်းမိတ်ဆွေတွေကတောင်းထားတဲ့စုတွေရပါစေလိုအပ်တဲ့စုတွေအားလုံးနဲ့တည်ဝပါစေလူဝင်ဆန္ဒမှန်တဲ့အားလုံးရရှိပိုင်ဆိုင်နိုင်ပါစေနေ့တိုင်းမှာလည်းစိတ်ချမ်းသာစရာတွေပဲဇက်တိုက်ကြုံတွေ့နိုင်ပါစေလို့ကျွန်တော်ဆရာနောင်မှာစုမော်ကောင်းတောင်းပေးလိုက်ပါတယ်နော်